ဆောင်ရဲရဲဟာတရားအောက်စီမှာအတင်မြဲရဲ့ပါစီစဉ်ပြောက်ွယ်ချစ်တစ်ခုကိုယုံကြည်ဆိုင်မဲ့သူရဲ့မမျောမှန်သမျှတွေအကုန်လုံးမခဲ့ပြီနေပြောစရာချိန်တွေကုန်သွားတဲ့ဘဝမှာဟန်ဆောင်နိုင်သူရဲ့ပြန်ပြီးတွေ့တဲ့အချိန်ပြန်သူတို့ရဲ့